မေလို့ခေါ်လိုက်ကြမိုင်းဆိုတာဟေးသားတဲ့အဲ့လိုမျိုးလေးအဲ့နဲ့သူနဲ့အဲ့လို chemistry မိလေချိတ်မိသွားတာပေါ့ချိတ်မိရဲ့အချိန်မှာလေတော်တော်လေးလည်းအဲ့လိုမူရခဲ့တယ်ပေါ့နော်အဲ့လိုပြောပေးလိုက်မယ်လို့မထင်တာဟုတ်လေအဲ့လိုမျိုးလေးပြောပေးရဲ့အချိန်မှာလေတကယ်အဲ့လိုလေးကြောက်စရာကောင်းတော့ကိုယ့်ကိုယ်လည်းအဲ့လိုလေးချက်သိမ်းထားပါဘာဖြစ်လို့လဲဆိုတော့လေချက်ချင်းအဲ့လိုလေဘယ်လိုပြောရမလဲအကောင်လိုက်ကြီးအဲ့လိုလေးတရေကိုဝင်ပြီးတော့ vax ဆိုထည့်လိုက်သလိုပဲအဲ့လိုခံစားလိုက်ရတယ် တားတယ်ဒီလိုရန်လို့နေတာပဲဒီမေဒါဆိုကြတာပဲ မိုင်းဆိုပေါ့ဒီကနေပြောကျေးဇူးအများကြီးတင်ပါတယ်ဒါဒိုင်နေကနောက်ထပ်တစ်ခုစိတ်ကြိုက်လောက်ခိုင်းတဲ့အချိန်မှာပေါ့နော်ဒါသူ့အကြောင်းမူရခဲ့ရပေါ့